ဒီကြားစီမထဲတော့စီကွန်ပရက်ဆာလေးပဲထဲတော့ဒီမှာပြမှာအပူကွိုင်ထဲမှာဂျယ်ထုတ်ထဲတာပြကြည့်တော့မဟုတ်ဘူးအဲ့ဒါနောက်ဆုံးဂျယ်ထုတ်ထဲလိုက်ဂျယ်ထုတ်မပါလာဘူးဒီကဘာတော့ပြောတက် yes တော့ပြီလှုပ်တော့မယ်ကျင်းထဲလိုက်ကွန်ပရက်ဆာဆေးရတာလူကတော့အတန်းကြိုက်တယ်ပစ္စည်းကတော့တအားဆေးရစောက်ကြည့်မယ်မကောင်းလားအခါစောက်ကြည့်မကောင်းတော့အခုဒီမှာပြမယ်နော်ပြမယ်တခုပြမယ်နည်းနည်းချိန်လိုက်အောင်ဒီမှာတော့လော့ပေါက်လေးတွေပါတယ်တခုနှစ်ခုဒါဟို clash coin ပေါ့တန်လိုက်ပေါ့ပြောပါတယ်ဒီကောင်ကဒီကိုအပေါင်းရောက်တာနဲ့ဒီကောင်ကတန်လိုက်နဲ့ခံဆွဲတာအောင်ဆွဲမလဲဆိုတော့ဒီမှာ clash ပြောင်းပြဆွဲတော့ clash ပြောင်းနော်အဲ့ဒါလေးပြလားပြပေးမယ်ဘယ်နေရာကိုဆွဲလဲဆိုတာလည်းပြတယ်ဘယ်သူလဲရဒီဝါစာလေးတွေတမိုးရှိရနော်အဲ့ဒါလေးတွေထုတ်လို့ရှိရင်အင်မတန်သတိထားပါဒီကောင်ကဒီလိုပဲ clash coin မှာနောက်မှာ lock ပါတယ်ဒီမှာကြည့် lock ပါတယ်အဲ့ဒါလေးက lock နော်မှတ်ထားနော်ဒါလေးက lock ဒီ lock ပေါက်လေးနှစ်နေရာတည်းတနေရာမှာတက်ရတယ်ထားတော့အဲ့ဒါဘာမှတက်မလဲဆိုတော့ဒီမှာဘာလို့လဲဆိုတော့ဒီ socket က compressor ရဲ့အပေါ်မှာရှိရမယ်နော်အဲ့တော့ဒီဘက်အောက်ထဲရောက်နေလို့မရအောင်နော်အဲ့တော့တက်လိုက်ဒီကောင်တက်ပြီးရင်တဘောကဗျာသူ့တက်ပြီးသူ့ထိမ့်မဲ့အရာတစ်ခုရှိမှရအောင်လို့ဆိုပြုတ်ထွက်အောင်ဟုတ်အဲ့တော့မေ့လို့မရအောင်နော်အသေးချာမှတ်ထားဘာမှမေ့လို့မရအောင်ဒါသူ့ဘာနဲ့ထိမ့်မလဲတက်လိုက်ပြီဟုတ်ပြီသူ့ထိမ့်မကောင်းတယ်မှာကလစ်ကွင်းလေးတွေရှိဒါအလွယ်လေးပဲနားတော့ရိုးရိုးလေးမကြောက်ပြဘယ်နားမှာထိမ့်လဲဆိုတော့ဒီမှာကြည့်တွေ့လားမတွေ့လားတက်လေးတွေ့လားအချိန်မှာဒီကလစ်လေးတက်လို့လေဝင်သွားမှာနော်မှတ်ထားနော်အဲ့တော့ကိုဒါတက်ပြီးရင်မိတ်မကြံခဲ့အောင်ဒါလေးကိုထည့်လွယ်လေးစဉ်းစားပြီးလုပ်ဒါလေးကိုထည့်ပြီးလော့ကြမကြကွန်ပရက်ဆာကိုလက်တစ်ဖက်ကကိုင်ကွန်ပရက်ဆာလေးကိုလက်တစ်ဖက်ကကိုင်ဒါလေးဒီလိုလေးလှုပ်ကြည့်ဒီလိုလေးဒါအခုမှဒါလော့ကြတော့ဒီမှာကြည့်တွေ့လားကဲလော့မကြနေဒီလိုဖြစ်နေနော်လော့ကြပါရင်ဒီလောက်ပါနည်းနည်းလေးပဲโอเคအဲ့တော့ဒါကိုဘာဖြစ်လဲထိန်းရမယ်ထိန်းမှုတော့ဒီမှာကလစ်ရှိနော်ကလစ်တက်โอเคအဲ့တော့ခုနအကြောင်းလေးနည်းနည်းဆက်ပြောမယ်မျောသွားမှာဆိုလို့အဲ့တော့ဒီကောင်ကဒီလောနဲ့ဒီမှာဘာတော့အချထားပြီးသားဒီကားဘော်တွေကအကျိုးယူထားတော့အဲ့ဒီကိုအပေါင်းရအောင်ရင်ဒီကောင်ကတန်လိုက်ဆက်ကွင်းဖြစ်ပြီးတော့ဆွဲမယ်ဆွဲတော့ဘယ်ကောင်ဆွဲလဲဒီကောင်ဆွဲတော့ဘယ်နေရာဆွဲလဲဆိုတော့လေပုံပြပြဒီမှာကြည့်ဒီမှာတစ်ချက်နှစ်ချက်သုံးချက်တွေ့လားဒါကြီးတစ်ခုလုံးဘတ်ဆိုဆွဲကတ်သွားတာဆိုတာဒီနေရာလေး၃ခုကိုဆွဲလိုက်တာဖတ်ဒါလေးကသူလွတ်လိုက်လို့ရှိရင်ဒီကောင်စပရင်ပုံစံနဲ့နောက်ကိုပြန်ကန်သွားမယ်သူဆွဲလိုက်လို့ရှိရင်ဒီနေရာစကတ်မယ်ဖတ်ပြီးရင်အဲ၃ခုကတ်ပြီးတော့လဲမယ်မှတ်ထားနော်ဒါလေးတွေအလကားမဟုတ်ဒါလေးတွေအလကားမဟုတ်ဘူးဒါကြအကောင်လေးတွေကျိုးနေရလေးရှိတယ်နော်အဲ့ဒါလေးကိုခယူစိုက်ကြည့်လားမြင်ရတယ်နော်အဲ့ဒီကောင်တော့ဆွဲကတ်တာအဲ့တော့ခုဒီကောင်တက်လိုက်ပြီဒီကောင်တက်ပြီးရင်ဒီမှာသူ့ထိမ့်မှုတော့ကလေးရှိရဲကျွန်တော်ဒါလေးကိုကြောပေါ်မှာထားတယ်လိုလေးတက်မယ်တချို့ကလည်းဒီလိုတက်ကြတယ်ဒါလေးကိုပုံမှာထားတယ်ကျွန်တော်နိုင်ငံခြားမှာနေတော့ကျွန်တော်ဆရာတယောက်ကတော့ဒီလိုတက်တာကိုကျွန်တော်တက်မယ်လင်းအောင်ရှိတယ်ပဲပေါ့မယ်မမြင်ရပါဆိုโอเคအဲ့တော့အဲ့ကောင်တက်လို့ရှိရင်အနားမှာတစ်ခုယူထားရမယ်ရွှေကြားဟိကကျုံအဲ့လိုပဲအဲ့တော့ဘာယူထားမလဲဆိုတော့ဒီမှာယူလိုက်ပြီးတော့ကျွန်တော်ပြမယ်နော်ဝုတ်လေအပြာနော်စတားမဟုတ်အပြာဖင်ရရိုက်လို့ရတဲ့အရာအဲ့လေးချဆက်ပြီးရင်တူသေးလေးရှိတယ်တူသေးလေးတစ်ချောင်းယူမယ်ဒီလေးတစ်ချောင်းယူဘာလို့လဲဆိုတော့ပြမယ်နော်အပြင်မှာတက်လိုက်မယ်တက်တဲ့အခါမှာ
ဒါလေးညှစ်ပြဲကျွန်တော်တို့ခေါ်တာတော့ညှစ်ပြဲနဲ့ညှစ်စုကြောင်းလေးနည်းနည်းရှင်းပြအောင်ဘူးတူတာပေါ့โอเคသူများတော့ညှစ်ကားလို့ခေါ်တာကျွန်တော်ကတော့ပြဲခိုင်းတာရှုပ်တယ်ညှစ်တာနဲ့ပြဲမြာညှစ်ကားတယ်ညှစ်စုတယ်ကျွန်တော်ကတော့ညှစ်ပြဲပဲဒီမှာကြည့်နော်ဒါလေးကဒီလိုလေးညှစ်လိုက်ရင်ထိတ်လေးကကားသွားတယ်ပြဲသွားတယ်ဒါလေးကသူကသူ original ကားပြီးတာညှစ်လိုက်မှစုတာတွေ့လားနော်မတူတော့မတူတော့ကြည့်ညစ်ကားညစ်စုညစ်ပြဲညစ်စုကြံဖာပါအဲ့တော့ဒီညစ်ကားလေးကိုသူကဒီမှာဟာဒီကလေးလေးထဲမှာဒီလိုလေးလို့ဒီလိုကားလိုက်တော့ကျဲသွားတယ်နော်အဝဒီအဝချင်းလေးကဒီညစ်ကားနဲ့တို့ဒီလိုဖျဲလိုက်တော့ဟာကျဲသွားတော့အောက်ကိုထည့်လိုက်တယ်ဒီလော့ထဲကိုနော်အဲ့ဒီမှာထည့်မယ်ပြီးဒါလေးနဲ့ဒီအပြားလေးနဲ့ဒီ green ထိတ်လေးကိုမြင်ရလားဒီ green ထိတ်လေးကိုပြချလိုက်ရင်သူကြပါဒါပေမဲ့အကုန်မကြသေးဘူးเนาะအကုန်မကြသေးဘူးနော်တစ်ဖက်ကြတယ်တစ်ဖက်မကြသေးဘူးအတန်ကြားလိုက်တယ်โอเคအဲ့ဒါလေးကိုခုနယူလာတဲ့တူလေးနဲ့ဘာလုပ်မလဲဆိုတော့ကလစ်နော်ပြချာလေးပြအဲ့တော့ကလစ်တွေရှိတယ်အများကြီးပဲအဲ့ကလစ်ကိုဒီလိုကလစ်လေးကိုဒီလိုဘေးလေးကဒီလိုလေးဖိနော်ဒီလိုဘေးလေးကိုဒီမှာတွေ့လားဒီလိုမရအောင်နော်ဒီလိုမရအောင်ဒီလိုလေးအတိုင်းလေးပေါ်လေးမှာဘာလုပ်မလဲဆိုတော့တူလေးနဲ့နည်းနည်းတောက်ဆိုပြီးတော့ကြာအောင်ပေါ့တကယ်တော့ကြာပါပြီခုကပတ်လေလုံးပတ်လေဆိုတော့ဒီကလေးလေးကိုဒီကနေဒီလိုနော်ဒီလိုမရအောင်နော်ဒီလိုပြားပေါ်အတိုင်းလေးပဲပတ်လေလိုက်ထုမယ်အဲ့လိုထူပြီးသွားပြီကျသွားပြီဆိုရင်ဒီကွင်းလေးနဲ့ကိုဒီဘက်ကနေပြီးတော့သဘောကဒီလိုဗျာနော်အခုကျွန်တော်ခုနဒါလေးကိုဒီလိုလေးထုတယ်နော်ဒီလိုလေးလုပ်ပြတယ်လုပ်ပြပြီးတော့ဒီဘက်ကွင်းထိတ်ကနေဒီလိုဘုတ်လေးကိုဒီစကူဒိုင်ဘာလေးကိုဒီလိုလေးထားပြီးတော့နည်းနည်းလေးတက်မယ်တက်တစ်ချက်ပဲဒီနောက်ကလည်းရတယ်နော်ဒီနောက်ကလည်းရတန်ရပေါ့ကွင်းဆိုလို့ရှိရင်တအားမလို့နည်းနည်းလေးလဲသွားအောင်မယ်ဒါထုလိုက်လို့ဒီ position လေးကိုဒီတိုင်းလေးဆိုလို့ရှိရင်ဒီလိုလေးထုတယ်ဒီကနေပဲထုလိုက်နည်းနည်းလေးဒီကောင်လေးလဲသွားရင်ရဒီလိုလေးလဲသွားရင်ရနော်ဟိုးကြာပါအဲ့တော့ဒီမှာကျွန်တော်ပေါက်ဝါလီထဲမှာထည့်တယ်အဲ့တော့နည်းနည်းလေးတက်တယ်နော်ပြီးဒီဘက်ကိုလည်းအဲ့လိုပဲနည်းနည်းလေး yes ပြီးရင်ကင်ပြီးတော့ခုနကတော့ကလေးမကုတ်ခင်တော့နည်းနည်းလေးလှုပ်တယ်နော်ကွန်ပရက်ဆာလေးလက်တစ်ဖက်ကင်ဒါလေးကိုအုပ်ပြီးတော့လှုပ်ကြည့်ဒီလက်နဲ့ဒီလိုကင်ထားပြီးတော့လှည့်နော်လှည့်โอเคညီနိုင် good ကောင်းပါအဲဆိုမှန်ပါပြီတဆင့်ပြီးသွားပြီကျန်သေးတယ်ဟာကလေးကောင်းလာကတော့အဲ့ဒါပြီးရင်ပူလီထည့်မယ်ဟိုတွေ့ပူလီနော်ဒါကကလပြားလာမယ်မျက်နှာပြင်တဲ့လားနော်အဲ့တော့ဒီဘောလေးကိုလည်းကောင်းမကောင်းစမ်းကြည့်ကိုဖြုတ်ပြီးပါလို့ဆိုရင်ဒီကြားလေးကိုဒီမှာလက်လေးထည့်လိုက်တခုပေါ့နော်ဒီလိုလေးကိုင်ပြီးတော့ဒီလိုလှည့်ကြည့်အတန်လေးကိုနားထောင်ဒီထဲကဘောတန်မကောင်းလို့ရှိရင်ထစ်မယ်ကဖြစ်မယ်လက်လေးထည့်ပြီးတော့ဒီမှာ okay good ကောင်းရင်ဒီမှာတင်မယ်တချို့ကတော့မဲစီလေးတွေတုတ်တယ်ဒီနှခမ်းလေးတွေမဲစီတုတ်တယ်ဒီကွန်ပရက်ဆာစီလေးတွေတုတ်တယ်တုတ်ပြီးထည့်လဲရပါတယ်ကိစ္စတော့မရှိ
လက်နဲ့ဝင်တော့ဖိထက်နည်းလေးလှည့်ပြီးတဘောကဒါထည့်လို့ရှိရင်ဒီကောင်လေးကလဲနေရမယ်မလဲလို့ရှိရင်တခုခုပြဿနာရှိတယ်နော်နော်အဲ့လဲရမယ်သူကတခါလေကြာရင်ကျွန်တော်တို့ကဒီအောက်က clash coin လဲရတာရှိတယ် clash coin လဲဒီကောင်နဲ့ဒီကောင်နဲ့ကွက်တီfitဝင်ရအောင်အဲ့ဒါလေးကျွန်တော်ပြောင်းမိသွားတယ်ဗျ sorry နောက်ကြုံတော့ထပ်ပြတာပြီးမှဒီတားလေးဒီပြီးတော့ rubber hammer လေးနဲ့ rubber တူလဲရတယ် rubber တူလေးနဲ့နော်ဖြည်းဖြည်းလေးပဲ12 6 12 6 9 3 3 9 12 6 9 3နိုင်လက်တန်12 6 3 9 12 6 12 6 3 9 3 9 12 6 3 9နော်အဲ့လိုလေးထုပေးပါတရိတာတကောင်ညို့တိန်လို့ထုတ်မိပါလို့မလိုအပ်ဘူးတင်ဖြုတ်တာဒါဘာလို့တက်ထားလဲဆိုတော့ဒီမှာကြည့်တိလားဒါကဒီကောင်ပူလာနဲ့ဖြုတ်တဲ့အချိန်မှာတက်ထားတာနော်နောက်ပိုင်းကျရင်ကျွန်တော်ပူလာနဲ့ဖြုတ်တာလေးတစ်ပုတ်လုပ်ပေးမယ်အဲ့မှာကျွန်တော်ဖြုတ်လိုက်မယ်ခဏလေးနော်မှတ်ထားနော်စနစ်6 3လက်လေးရနဲ့လှည့်ပဲစနစ်6အကြရင်ဒီမှာကလစ်ဆွဲမဲ့ဒီ line လေးပေါ်လာလိုက်မယ်တိလားအဲ့ဒါကလစ်အသေးတကွင်းထပ်ထည့်ရမယ်တတိတာတူကိုင်းပြီးတို့ထုလို့ရှင်ဒီပူလီကအောက်ကိုကျသွားတဲ့တော့ဒီကောင်လေးကအပေါ်တက်လာတာညဒီနှခမ်းအောင်ဆိုထုမိမယ်တိန်အကောင်းဆုံးတော့ဒါမျိုးတစ်သားလုံးလေးယူတစ်သားလုံးလေးတင်ပြီးတော့မှာတက်လာနော်ဒါအကောင်းဆုံးနီးလဲပြောတယ်မကောင်းဆုံးနီးလဲပြောတယ်ကိုကြိုက်တာကိုရွေးပဲ choice ပဲဒါပဲအဲ့တော့ဒီမှာကြည့်လိုက်တစ်လေးပေါ်လာပဲတက်လာကလစ်အရာလေးတစ်ခုနော်ကလစ်အရာလေးတစ်ခုပေါ်လာပဲအဲ့တော့ဒီမှာကလစ်အသေးလေးတစ်ခုထပ်ထည့်ရမြင်အောင်ပြပြီးမယ်ခဏနည်းနည်းလေးစိတ်ရှည်ကျွန်တော်တကယ်ကရိုက်ဖို့စိတ်ကူးကြတာမဟုတ်စိတ်မကူးဘဲနဲ့ရိုက်ဖြစ်သွားတယ်ကြာโอเคဒီမှာကျွန်တော်မရှိတဲ့တလုံးပြဒါမီလူတော့ပါဒါမီလူတော့ခွဲရတဲ့အလုံးပြမယ်မုံရွှေကောင်းလေးတော့ခွဲထားတာတော့ဒါတင်တန်းမှာပြပေးတာတင်တန်းလည်းရှိပါတယ်ကြော်ညာပေးလိုက်မယ်တင်တန်းရှိရယ်နော်ဒါစောက်ဆရာမင်းသိန်းရဲ့စောက်တင်တန်းလည်းရှိရယ်ဒီမှာကြီးကလစ်နှစ်ကွင်းတွေ့လားဒီမှာကထိုးနေလည်းကောင်းမယ်နော်ဒီမှာကြည့်လော့ဖမ်းမဲ့နေရာလေးပါတယ်တက်လားဒီမှာကလစ်တစ်ကွင်းဒီမှာဒီအောက်မှာကလစ်တစ်ကွင်းကလစ်နှစ်ကွင်းနော်အဲ့ဒါပြဒါခွဲထားတဲ့အလုံးတင်တန်းမှာပြအောင်တင်တန်းရှိပါတယ်တင်တန်းကကားအဲကွန်တီးတဲ့တင်တန်းရှိပါတယ်စိတ်ဝင်စားတော့မေးကြည့်ပေါ့ပုံမှန်မှာရေးခဲ့လိုက်ကားအဲကွန် only ပြမှာပါအဲ့တော့ဒီမှာကလစ်အကွင်းအသေးလေးကိုခုနလိုပဲဒီဘက်ရှိတယ်နှစ်ခုရှိတယ်အဲ့နှစ်ခုထဲမှာမိတန်ရပေါ့ကျွန်တော်ပြောသလိုပဲတချို့ကဒီလိုထည့်တယ်တချို့ကဒီလိုထည့်တယ်ကျွန်တော်နိုင်ငံခြားဆရာဆိုရင်ဒီလိုထည့်တယ်အဲ့တော့ကျွန်တော်တော့သူ့လီးကိုတော့ကျွန်တော်မသုံးဘူးပေါ့ဗျာကိုကြိုက်တာကိုလို့အတူတူပဲညကားလေးနဲ့တတ်ဆိုကြပါပြီအဲ့ဒါလည်းဒီလိုပဲကျွန်တော်တို့ဒီမှာဒီလိုလေပြားလေးကို
ဖြည်းဖြည်းချင်းဒီနော်မကြည့်ဖြည်းဖြည်းချင်းဒီအင်အားမလို့သူလော့ကြပါဆိုကတောက်ဆိုမိပါမယ်ပြီးရင်ဒီဘက်ပေါက်လေးရနဲ့ထဲလိုက်ထဲပြီးတော့ဖြည်းဖြည်းလေးရပြီးရင်ဒီဘက်ကလည်းဖြည်းဖြည်းလေးထဲရနော်တကယ်တော့ဗျာပညာတစ်ခုသင်တယ်ဆိုတာအဲ့ပညာပေါ်မှာစာလောင်နေမှရတာဟုတ်လားဟိုအဲ့ပညာကိုမစာလောင်မဲနဲ့သင်တန်းလာတက်လဲဘာမှမထူးခင်ဗျာဘာမှမသိဘလောက်ပဲသင်တကယ်စာလောင်တကယ်တက်ချင်တယ်တကယ်စာလောင်တဲ့စိတ်နဲ့တက်မှပညာတစ်ခုဆိုတာရအီယောလှုပ်လို့ရတော့ခင်ဗျာအီယောပဲဘွားရက်ပြီးရောအဲ့မှာကျွန်တော်ပြန်ပြောပြမယ်တော့ခွင်းလေးတွေရောက်လာတင်တန်းတက်မယ်လို့စိတ်ကူးထားရတယ်ခင်ဗျာအဲ့တင်တန်းပေါ်စာလောင်နေမှရဟိုရွှေရှောင်လောင်းနေတော့မလားနဲ့အချိန်ကုန်တယ်လူလဲပင်ပန်းတယ်ပတ်စံရလို့လည်းဘာမှဖြစ်သွားတာမဟုတ်ခင်ဗျာလည်းပတ်စံပေးလိုက်လို့ဘာမှမဖြစ်ပါဘူးအဲ့တော့တကယ်စာလောင်ပြီးတော့တကယ်တိုးတက်တဲ့ကောင်တွေပဲလိုချင်တာရောက်လာပြီးပြန်သွားပြီးဘာမှမဖြစ်တဲ့ကောင်တွေမဖြစ်ထွန်းတဲ့လက်ကားအဲ့ဒီကောင်ဆို3နှစ်ရှိတယ်ဆရာကြီးကကျွန်တော်လွှတ်တာတော့သူကပိုက်တွေလုံးတယ်ဒီမှာအဲ့ဒီစည်းလုံးသူကပိုက်ဆင်ပါဒါသူရှာလာတာကျွန်တော်ကကြည့်ပေးရုံပဲရတယ်ပြင်ဂိမ်းဆောင်ပါဒါပဲကျွန်တော်လုပ်ပါအဲ့လိုမျိုးဖြစ်နေရမေးရလို့ရှိရင်တက်ကနေသိနေရနည်းနည်းအချွတ်ချော်တော့ရှိရပါဗျာကြက်သိမ့်မပြေဘူးကောဒါအကုန်ပဲလားကွင်းလေးကွင်းပဲလားဟုတ်တယ်ဒါလေးတွေကโอเคဒါလေးတွေကခုနပြောခဲ့တယ်ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်ထည့်လိုက်တဲ့ဒီရှင်းများဒီကလပ်ပြားနဲ့ဒီပူလီရဲ့အကွာအဝေးဒါအကွာအဝေးပဲအဲ့ဒါကောင်ပြောက်လို့မရအောင်ဖြုတ်ရင်တင်းထားရမယ်အကွာအဝေးအခုကျွန်တော်တို့ကတော့ပြန်ထည့်ပေးမယ်သူလာတဲ့အတိုင်းထည့်မယ်ပြီးချိန်မယ်နော်အဲ့လိုကျွန်တော်ထည့်လိုက်မယ်မှတ်ထားနော်ဒါအကွာအဝေးတစ်ခုချင်းစီတိုင်းတန်ဖိုးရှိတယ်ဂျပန်ပို့ပြီးထည့်ပေးလိုက်တဲ့အရာဘာမှမပါဘူးတဲ့လားပိုနေဆိုပြီးဖြုတ်ထားတယ်ဆိုတော့မှားနေခင်ဗျာနော်ပို့ပြီးတော့ဘာမှမထည့်ပေးโอเคအဲ့တော့ကျွန်တော်အကုန်ထည့်လိုက်ပြီထည့်ပြီးတော့ကျွန်တော်ကလပ်ပြားလေးထည့်လိုက်ဒါပေမဲ့ထူးခြားတာဒီကလပ်ပြားနေမှာတစ်စီးနဲ့တစ်စီးမတူတချို့ခေါနာဖစ်တွေဆိုလို့ရှိရင်တော့ဒီနားလေးမှာသူက LG ခွေးသွားစိတ်ကမတူညီတာတစ်စိတ်ပါတယ်အဲ့လိုပဲဒီဘက်မှာလည်းမတူညီတာတစ်စိတ်ပါတယ်အဲ့တိုင်းကိုပြန်ထည့်ရတယ်ဒီတော့ကျွန်တော်ထည့်လိုက်ပြီထည့်ပြီးတော့ကျွန်တော်ပြန်ပြနော်ဒါမှကြည့်ကြလားဟာကြည့်ကြည့်ကြလားဒီမှာဟာတယ်လားဒါလားတကယ်တော့သူစာထဲမှာတော့တော်ပါတယ်ဗျာနောက်မှကျွန်တော်စာအုပ်နဲ့တေချာပြဒါကကျွန်တော်နော်ဒါကျွန်တော်ချလိုက်ပြီချပြီးကျွန်တော်ဒါလေးကိုလှည့်ဒီပူလာလေးကိုဒီလိုလေးလှည့်ပြီးတော့ဒီခုနကျွန်တော်ပြလိုက်ဒီ3နေရာမှာလက်ထားပြီးတော့ဖိချလိုက်မကြည့်ဒါလားရက်သွားပြီလားဟာနော်လှည့်ပြီကျွန်တော်တို့ကကြတော့ဒါဟိုလုံးသက်လဲကြာပြီလေဗျာလုံးသက်ကြာဆိုတော်တော်ကြာနေပြီအဲ့တော့ဒါလေးကိုဒီလိုဖိလိုက်လို့ကိုယ့်ရဲ့ဖိတဲ့အားလေးတစ်ခုနဲ့ဒီကောင်ကတ်သွားလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ feeling ရပြီအဲ့လိုအဲ့မှာအားမလို့နည်းနည်းလေးအတွင်းအားလေးနဲ့ဆက်ဆိုထောက်လိုက်အဲ့ချိန်မှာဒီကောင်ဘတ်ဆိုရက်သွားမကြည့်တဲ့လားဒါတော့တချို့ကတော့ဖီလာကိတ်လေးထည့်ရတော်တော်ပါတယ်30မီလီမီတာလားမသိကျွန်တော်မေ့တယ်။ဒါကြောင့်လဲစာအုပ်ထဲမှာရှိတာနဲ့ကိုယ့်ရဲ့အတွေ့အကြုံနဲ့ကြတော့အတွေ့အကြုံနဲ့ဦးစားပေးပြီးတယ်။ဒါပြီးသွားပြီပြီးသွားရင်မသူနဲ့လေးတက်မယ်နော်။ဒါပဲသူနဲ့တက်တော့အထက်ရှက်တန်ရာလိုက်လဲနေမယ်အဲ့တော့30တီလေးယူလိုက်အောင်မကျုံအနားမခွာလဲအောင်ရွှေကြနာမည်အိတ်နဲ့ style ကြည့် yes အဲ့လိုဖြစ်နေရတကြွလာကောင်းရဲ့အဖေကမျိုးကောင်းတယ်ကောင်းရဲ့အမေကမျိုးမကောင်းအဲ့ကောင်ကသူ့အဖေသွေးပါနည်းနည်းတကြွလေးချက်ဖားပြီဒီခွေးကိုကြည့်လိုက်ရတယ်ခင်ဗျာဘာမျိုးနဲ့ဆက်ထားလဲသိလောက်တယ် yes တွေ့လားအဲ့တော့ဒီမှာကြက်လို့ရှိရင်သူကဒါလိုက်လဲပါအဲ့တော့အောက်မှာရှက်နော်အဲ့ဒါတကောင်ထိန်းရ
ပိုက်ကက်လေးနဲ့ဒီမှာကိုက်လိုက်ကိုက်ပြီးတော့ကျက်လိုက်ချိန်ကဒါလေးပိုက်ကက်နဲ့ကိုက်ပြီခဏဒါအဲ့ဒါလက် sorry ကျွန်တော်တို့ကတော့လက်တင်းပေါ့โอเคရပြီအဲ့ရပြီဆိုရင်ဒါကျွန်တော်ရှေ့ချမ်းလုံးပြီးသွားပြီเนาะအဲ့တော့ကျွန်တော်တို့ဖြုတ်တဲ့အလုံးတွေကျွန်တော်တို့ဘာလုပ်ပေးရလဲဆိုတော့ကျွန်တော်ပြပြီးကျွန်တော်ဒီထဲစီဖောက်ထုတ်ကောင်ဒီတစ်ခုချော့စီဖောက်ထုတ်ဒီကောင်က relish bar နော် relish bar အကြောင်းကျွန်တော်ဗီဒီယိုတစ်ခုတင်ထားဦးတယ်မကြည့်ရရင်တွားကြည့်โอเคအဲ့ထဲမှာဆိုအများကြီးရှင်းပြထားတယ်အဲ့တော့ထူးထူးခြားခြားတော့ဒီ compressor ဘာတိုက်လဲဆိုတာလဲကျွန်တော်ပြောပြထားတယ်တွားကြည့်စိတ်ဝင်စားရင်ရေးခဲ့နောက်ဆိုအတူတူလေးတွေနဲ့လောက်ရင်းနဲ့ရှင်းပြပေးမယ်နောက်ပိုင်းညအခုကျွန်တော်ဒါစီဖောက်မယ်စီပြန်ထည့်ဒီ compressor ဒီကားတစ်စီးလာလို့ဖြုတ်ပြီးရင်အကုန်လိုက်လောက်ရတယ်ဒါကျွန်တော်တို့ဒီကားအတွက်သုံးမဲ့စီအစိမ်းရောင်ရှီရောင်နေနေစောလုံးမလားဘယ်အကောင်အောက်ပါရင်းတော့အကုန်နေကြီးပဲအဲ့ဒါကနာထားလိုက်အောင်ငါဟိုကောင်စီလေးနည်းနည်းသွားထည့်ပြီးအောင်ဒီထဲစီထည့်အောင်နီးရမလိုက်ဖြစ်တော့စီဖောက်လေထွက်မှမထင်တော့မနေ့ကဖောက်လိုက်ရလားစီထွက်လောက်လားချိုးအလုံးနေကြတော့စီတောင်းမရှိတော့အဲ့ကျရင်စီပြန်ထည့်ပြီးရတလောရင်ဒီနှကန်းအောင်မထည့်နဲ့တော့ဒီကအဝိုက်ရှိရဒီကြားလောက်ဆိုရပြီသလားနော်ဒီကြားလေးကိုထည့်ပြီးတော့နည်းနည်းလေးဟာမကြည့်အဝိုက်ရှိရသလားထိုးပြီးတော့ဂိလက်သွားမယ်ဗျာမယူရဲမဆိုင်တဲ့လောကမှာဒါသူ့အတွင်းနဲ့အနေထားကြည့်ကြည့်မယ်ပြလင်းအောင်ပဲမှာလင်းအောင်နင်းတော့မညို့နေဗျာဒါပေမဲ့ဒီအလုံးတွေကမာတယ်ဗျာသိလားအဲ့တော့သုံးလို့လည်းကောင်းသေးတယ်နည်းနည်းဖောက်ပြီးပါဟိုပန်းလေးတုတ်တယ်မထွက်တော့ဘူးခင်ဗျာအိုးမစီတဲလိုက်ကြောက်စီတောင်ကုံတော့မှာလားအဲ့ဒါအကုန်ပဲစီဖောက်လိုက်ပါဒါကသူစောမဲပိုက်ရှာဖောက်လိုက်ဒါပြန်တက်ပေးမှာဒီကောင်းသူကပထမဓာကြီးတက်ထားတာဒီ receiver ဘူကြီးတက်ထားတယ်အပူကွိုင်ထဲမှာကျဲထုတ်ကိုဖြုတ်ထုတ်ထားတယ်ဒါလည်းအဆင်ပြေရပဲလေဒါပေမဲ့အဲ့ဒီအခါပေါ့ဗျာဒီမှာဒီလို flare for ပြီးတော့ကြက်ထားတာအဲ့ဒီအခါဆိုတော့ဒီကားလဲသူပြောတာတော်တော်ကြာပြီလို့ပြောတာသူ့လက်ထဲပါဒါတော်တော်အဆင်ပြေတယ်အခုကဒီကောင်နေကြောက်ဖြစ်တာမဟုတ်ဒီပိုက်တွေ heat များပြီးလဲသွားလို့ဖြစ်တာကျွန်တော်တို့ကအခုဒီဘက်ကမှတော့နည်းနည်းပစ္စည်းပေါ်သွားပြီဆိုပေမဲ့အခုတော့ရှားနေပါတယ်အဲ့တော့ကျွန်တော်မှာဒါလေးရှိတယ်အဲ့တော့ pressure switch မပါဘူး high side မပါဘူးသူလုပ်ပြီးထားတာ low တစ်ခုပဲပါတယ်အဲ့တော့ pressure switch တက်မယ် high side တက်မယ်ဒါတော့ cycle လေးပဲထည့်ပြီးတာထွက်ဘူးဒါပဲထွက်မလာဘူးလားဒါပဲပြီးသွားအဲ့တော့စီပြန်ထည့်ဒီကောင်ကစီထည့်ရတာတခြား compressor နဲ့မတူဘူးသူကဒီထဲမှာဘားလေးပါတယ်ဗျာဘားပိတ်အဲ့တော့စီထည့်မယ်ဆိုဒီထဲတစ်ခုခုနဲ့ကလောအဲ့ဒါလည်းကျွန်တော်ဗီဒီယိုတစ်ခုလုပ်ထားဖို့လည်းရှိတယ်တွားကြည့်နော်တကယ်စိတ်ဝင်စားတဲ့ကောင်ဆိုတော့တွားကြည့်ကျွန်တော်ခင်ဗျားတို့ဗီဒီယိုကြည့်လို့ကျွန်တော်ပတ်စံမရအောင်ကျွန်တော်လည်းပတ်စံမလျှောက်တာဘုဒ္ဓရအနေနဲ့တင်ပေးတာပဲရှိတယ်စိတ်ဝင်စားတဲ့လုံးဝဘယ်လိုပြောလဲစာလောင်နေတဲ့လူငယ်တွေအတွက်ပေါ့ကျွန်တော်လည်းလူကြီးမဖြစ်သေးဘူးလူငယ်လေးပဲရှိသေးတယ်အလဲငါထိုးစရာလည်းဘာမှမရှိပါဖြည်းဖြည်းစောနော်ဆရာကြီးဟုတ်ကဲ့ကျွန်တော်ပြောင်းလေးတစ်ချောင်းသွားယူလိုက်အတန့်တကယ်အဲ့ဒီကောင်စီထဲဝင်ထဲနီးလဲအဲ့ဒီဗီဒီယိုမှာကျွန်တော်ပြောပြထားဘူးလေတော်တော်ကြာပြီအဲ့ဒီဗီဒီယိုတွေကကျွန်တော်ကြားထဲမှာခရီးသွားပြီးတော့ကျွန်တော်မတင်ဖြစ်တာဗျအခုနောက်ပိုင်းမှာပြန်ပြီးတော့နည်းနည်းတကယ်တော့ပြောရရင်ဖုန်းမကောင်းတာပါကျွန်တော်ဖုန်းကကြာပြီ2018တည်းက
အဲ့တော့ storage တအားပြည့်လို့ဒီကျွန်တော်ကလည်း mobile legend ဆော့တော့mobile legend ဥစားပြီးအဲ့လိုဒါလေးထိုးတယ်မှာတော့လေးထိုးထည့်လိုက်တဲ့အခါ spray လေးနဲ့တွန်းတဲ့ဘားလေးရှိတယ်ကျွန်တော်နည်းနည်းထည့်ပြနော်အဲ့တော့ဒါလေးနည်းနည်းရှင်းလိုက်ဟိုကဲတော့တိတိကျကျရိုက်ချင်တယ်ဗျာဒါနဲ့ဒီလိုလေးပဲကောင်းပါသိရမှာလှုပ်နေတဲ့အချိန်ရိုက်လိုက်တော့ပြောချင်ရပြောမယ်နားထောင်ပေါ့ပို့ပပလေးနော်ပို့ပပလေးနားထောင်လို့ရအောင်ဒီမှာကျွန်တော်အဲ့တော့စီထဲလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်ထည့်လဲကျွန်တော်တို့ကတော့ကားပေါ်တွက်ပြီးထည့်တယ်ဒါကတော့ကိုယ့်ရဲ့စာအုပ်ထဲမှာတော့သူရေးထားတဲ့အတိုင်းတော့ရှိတာပါဒါဆိုရင်ကျွန်တော်ဒါ20တစ်ချောင်းလုံးက25ဆိုတော့23လောက်ရှိရပဲထားဗျာမဒီကျွန်တော်ပြအောင်တကုံထိုးထဲလို့မရအောင်ကျွန်တော်ပြည့်သွားလိမ့်မယ်ကြည့်လားတဲ့လားစီပေါ်တက်လာတဲ့လားအောက်မကြပါဘူးတဲ့လားမတက်လားစီရှိနေတယ်လားအောက်မကြပါဘူးအေးအဲ့ဒါကိုပြကြတယ်အဲ့ကြရင်ခုနကထိုးတယ်ဘာဖြစ်ရတယ်ပြပြောင်းလဲကျွန်တော်ဒါဟိုကောင်တတ်ထုစော်နေလို့တတ်ထုချောင်းသွားယူလာရင်လည်းဒါနဲ့ထိုးတယ်အဲ့လေတော့ကြီးအမှန်ကြီးထိုးထည့်လိုက်တက်လားဝင်ဝိုင်းကုံဝိုင်းတက်လားနော်ပြန်ပြမယ်နော်ဒီချာကြည့်တာနော်ဒီချာကြည့်အာရုံဖိုက်ကျွန်တော်လည်းချဲ့ပြီးရိုက်ဖို့မအောင်အဲ့တော့ဒီမှာစီပြန်ထည့်မယ်နော်အဒီကျွန်တော်ထိုးလိုက်မယ်ဒီလားကြာပါနော်ထိုးလိုက်ရင်ကြာပါအဲ့တော့ဒါလေးကိုကျွန်တော်ထိုးထားပြီးတော့မှအထဲမှာ spray လေးရှိတယ် spray ကိုတောင်းပြီးတော့စီထည့်โอเคနော်မကြည့်တော့နာရီထည့်တယ်လို့ဝင်သွားလိုက်ဟုတ်လားဝင်သွားလိုက်ဒီနားလေးမှာတော့ဒီ spray လေးနဲ့အဲ့လေးတွန်းလိုက်တော့ spray လေးအောက်ကျရောပိတ်သွားမှာအဲ့ဒါလေးကျွန်တော်ရှင်းပြထားဖို့ပါတယ်ကျွန်တော်ဒီကားကိုကျွန်တော်သူ့မှာလည်းစီလက်ကြံနေဆိုတာကစီလက်ကြံနေဆိုတာရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အပူကွိုင်မဆေးဘူးအေးကွိုင်မဆေးဘူးဆိုရင်အဲ့အပူကွိုင်ထဲမှာရှိတဲ့စီတွေကသူ့နေရာနဲ့သူရှိပြီးသားဆေးလိုက်မှဆိုရင်ပြောင်းသွားတာအဲ့ကြရင်ကကျွန်တော်နည်းနည်းပို့ထည့်ရအဲ့ကျွန်တော်ဒီကားကိုကျွန်တော်ဖြည်းချင်းတက်တယ်ထိုးထားတဲ့အတွက်ဒါကြောက်တယ်ချောင်းထည့်လိုက်ကျွန်တော်တို့ဒီမှာလာလို့ရင်ကျွန်တော်က IC ထည့်ပေးရတယ်ကွန်ပရက်ဆာစီးတယ်လို့လိုအပ်တာအကုန်လိုက်လုပ်ပေးရတယ်အဲ့တော့မှအိုက်ကလည်းရေရှည်အသုံးပြုလို့ကောင်းတာကိုယ်လည်းလှည့်ကြည့်စရာမလိုစိတ်ချမ်းသာသူတို့လည်းအဆင်ပြေတယ်ကိုယ်လည်းအဆင်ပြေတယ်နော်ဒါပဲအဲ့ဒါစီထည့်ပြီးပါပြီစီထည့်ပြီးကျွန်တော်ဒီကောင်လေးတွေပိတ်လိုက်မယ်ပိတ်ပြီးပေးတက်လို့ရတယ်ဒါကွန်ပရက်ဆာတစ်လုံးကိုပြီးရင်ဒီမှာထိုင်ချပေးရမယ်တော့ရောကျိုးနေကြဒီလိုက်ပါခုနဲ့တွဲပြရဒါပါပဲကွန်ပရက်ဆာရဲ့နောက်ရကြတော့ဖြုတ်တာရိုက်ပြီးမယ်နော်စိတ်ဝင်စားရင်ဖြုတ်တာလေးရိုက်ပြီးဒါပြန်တက်တယ်စီထည့်တယ်ဒါ release ပါတက်ပုံတက်နီးစီထဲပုံစီထဲနီးဒါနွားကြီးပေါ့နွားပဲကြီးပါပဲဒီစိတ်ဝင်သားနဲ့ဒါဘိန်းတိုက်စိတ်ဒါဘိန်းလားဘိန်းတိုက်လားဟုတ်တယ်ဘိန်းတိုက်ရောဒါပဲအဲ့လိုမေးလိုက်ဟုတ်ရမဟုတ်အကောင်ပြန်ဆက်ကဒါပါပဲ bye bye အေးရောက်ခေါရခေါမပြောချင်ရချွတ်ရbye bye လို့လိုက်တာ my name is ရွှေကြား